အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့စစ်စစ်တဆက်သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလန်ကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇလန်လေးရဲ့စုံတိကိုကြည့်ရှုအားပေးကြပါအောင်နော် Hi ကျမကတော့ Florida ကဆာရှာဖြစ်ပါတယ် Channel လေးကို Like and Subscribe လုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့အောင်နော်ကျမမွေးဖွားခဲ့တဲ့အရွယ်ကစပြီးတော့ကျမကမိသားစုအတွက်နေရာစီလေးတစ်ခုလိုမျိုးတောက်ပရတဲ့တရားဖြစ်ခဲ့တယ်လို့မမေကကျမကိုအမြဲတမ်းပြောလို့ရှိပါတယ်။ကျမမိဘတွေကအဲ့ဒီမတိုင်ခင်ကဆိုရင်အရန်ရုံးကန်နေရပြီးတော့ရက်ကွက်ထဲမှာဆိုရင်လည်းအစင်းအဆုံးသောမိသားစုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကျမကတော့ထူးခြားတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကျမကအရန်ကိုလက်ထက်မြတ်တာကျမအသက်3နှစ်အရွယ်နဲ့တင်ဒီနှစ်3လေးကိုလည်းရည်တွက်နိုင်ပြီးတော့အစာတွေကိုလည်းဖတ်နိုင်နေခဲ့ပါပြီ။အဲ့ဒါကြောင့်ပဲသူတို့ကကျမကိုတိတ်ပြီးတော့ကွန်မြူနီရတာပေါ့အထူးသဖြင့်ကျမရဲ့အကိုတင်မီယာကတော့ကျမတို့အသက်2နှစ်ကြီးပြီးတော့ပြဿနာရှာဖို့ပဲတည်ပါတယ်။ကျမအသက်9နှစ်အရွယ်မှာကျမရဲ့အကိုတင်မီယာနဲ့အတူဘေ့စ်ဘောကို channel မှာကစားနေကြပါတယ်။ဘောလုံးကိုအဝေးကြီးမပစ်ဖို့အတွက်ကျမတို့ပြောပါတယ်။ဒါပေမဲ့သူကနားမထောင်လေ။အေးစေပေါ်ဆာရှာရဲ့အဲ့ဒီလောက်ထိနေကမညံ့ပါဘူးဟုတ်တယ်မလား။ဒါပေမဲ့အကိုတင်မီယာရဲ့ဟိုဘက်မှာကအင်းနီနာချင်းနေရှိရလေ။ဒီတစ်ခါကျတော့သူကအပြစ်ပြစ်နဲ့ပြစ်လိုက်ပြီးတော့အင်းနီနာချင်းရဲ့ပရိမောက်ကိုတွားပြီးတော့ခွဲသလိုဖြစ်သွားပါတယ်။နောက်ဆုံးကျတော့မိဘတွေလည်းအလျှော်ပေးလိုက်ရပါတယ်။တင်မီယာတာဒီနေ့အတွက်ခရစ်စမတ်လောက်ဆောင်မရတော့ဘူးနော်။ဘာဖြစ်လို့အများအားအဲ့ဒီလိုပြဿနာတွေရှာနေပြီးတော့အမေတို့ကိုပို့ပြီးတော့ပတ်စံတွေကုန်အောင်လုပ်နေရတာလဲ။အဲ့ဒီလောက်ထိအဝေးကြီးမပြစ်ပါနဲ့ဆိုပြီးတော့တမီးလည်းသူ့ပြောခဲ့ရမေမေ။ဒါပေါ့တမီးလေးကပြောမယ်ဆိုတာမေမေသိပါတယ်။တမီးကတမီးအခုလိုမဟုတ်ဘဲနဲ့ထက်မြက်တယ်လေ။တင်မီယာကျမကိုကြည့်ပြီးတော့သူ့ရဲ့မျက်လုံးထဲမှာအမုန်းမိတောင်းနေပါတယ်။အဲ့ဒီချိန်တွေကစပြီးတော့ကျမတို့ကအကြောင်းနဲ့ခွေးတွေလိုမျိုးအများအားကြိုက်တတ်နေကြပါတယ်။ကျမတို့ရှိရဲ့အိမ်မှာဆိုရင်ဘယ်တော့မှငြိမ်းချမ်းနေဆိုတာမရှိခဲ့ပါဘူး။ကျမလည်းစားကိုအများနဲ့စူးစမ်းခဲ့ပါတယ်။အတန်းထဲမှာလည်းထင်ဆုံးရပြီးတော့မိဘတွေကလည်းတဖြည်းဖြည်းနဲ့အဆင်ပြေလာခဲ့ပါတယ်။ဖေဖေကအခုဆိုရင်ပြည်သူ့ဌာနတစ်ခုမှအလုပ်ရောက်သွားပြီးတော့လဆကလည်းကောင်းနေပါပြီ။အလုံးနဲ့မှာပို့ပြီးတော့ဆိုးလာတာဆိုလို့အထင်မြင်ပဲရှိပါတယ်။သူကအခုဆိုရင်ဆယ်ရဲဆောင်ပွဲကို2ခါကြပြီးတော့ကျမနဲ့အတန်းတော်တူနေပြီလေ။နောက်ထပ်တစ်နှစ်ထပ်ပြီးတော့ဆောင်ပွဲကြလို့ကတော့အချိန်မှလောက်ကိုထွက်လုပ်ပြီးတော့ကိုယ့်ရဲ့ကြောင်းစရိတ်ကိုကိုရှားမှတ်ဒီလိုမျိုးအရှုံးသမားတယောက်တည်းနဲ့တော့အဖေရဲ့ပတ်စံတွေကိုထပ်ပြီးတော့အကုန်ဆုံးမခံနိုင်တော့ဘူးဆာရှာတမီးလေးကအကိုကိုတင်ချာရီကူပြီးတော့ပြပေးလိုက်ပါလားမလို့ပါဘူးအဲ့ဒီလောက်ထိတော်တက်နေတဲ့ကောင်မလေးစီကနေပြီးတော့အကိုညီလည်းမလို့ချင်ပါဘူးညီမလေးကအကိုကိုစားတင်ပေးလိုက်လို့သိမသွားအောင်နော်ဒါပေမဲ့အကိုဒီလိုဖြစ်နေတာကမှရှက်စရာကောင်းနေတာညီမလေးရဲ့အကူညီကိုယူမလားဒါမှမဟုတ်အထက်တန်းကျောင်းကနေထွက်ချင်လားကျမလည်းအကိုတမီယာကိုတက်နိုင်တဲ့များကူညီပါတယ်ဒါပေမဲ့သူကအရန်တင်ရခတ်တဲ့ကျောင်းသားမျိုးတွေပါပါတယ်ဘာဖြစ်လို့အဲ့လောက်တောင်မှလူတယောက်ကအဲ့ကျူလည်းပဲတော်တော်နှိမ့်နေရတာလဲတရားကြတော့ကျမတို့ညကော်ဖီဆိုင်မှာထိုင်ပြီးတော့အေးစာတွေကိုတူတူလုပ်နေပါတယ်တစ်ပတ်တစ်ချက်မှာအရန်လာပါတဲ့ကောင်မလေးတယောက်ကကျမတို့ရှိမှထိုင်နေပါတယ်ခဏကြာတော့ဝေတာကောင်လေးကသူ့ဘော်ကိုအေးရီမောက်ကြတော့လို့ဆိုပြီးတော့သူကထပ်ပြီးတော့အော်ဟိနေပါတယ်ရှေ့တကယ်အယူပဲနော်ကျမရဲ့ဂူချီအင်ဂျီတွေအားလုံးစုကုန်ပြီဒီအတွက်ဘာပြန်လုပ်ပြီးမှလဲဝေတာကောင်လေးက10ချိန်လောက်ပဲတောင်းပန်နေပါစေအဲ့ဒီကောင်မလေးကတော့ဆက်ပြီးတော့ရှိုင်းနေပါတယ်ပြီးတော့သူစားသွားတဲ့အစားတောက်တွေအတွက်လည်းပတ်စံပေးနိုင်ဘူးလို့ပြောပါတယ်ပြီးတော့ကျမတို့ဘီနာကဖြတ်သွားတဲ့အချိန်မှာသူ့တောက်ဖက်နောက်ကချော်ကျသွားပြီးတော့ချော်လဲကျသွားပါတယ်ဒါပေမဲ့အကိုတင်နီယာကစပီလိုမျိုးအလင်းနဲ့အဲ့ဒီကောင်မလေးကိုမချော်လဲအောင်လို့ဖမ်းထားလိုက်တယ်လေသူတို့နှစ်ယောက်ကိုကြည့်ရတာဘောလုံးအပူပေးနဲ့က slow motion နဲ့ပြရဲပြကွက်လို့ပဲနှစ်ယောက်သားကတယောက်ကိုတယောက်နက်နက်ရှာရှာရှိနေကြတယ်ကျမကပဲချောင်းဝင်လိုက်ရပါတယ်စူပါမန်ဒီတင်ချပုတ်စာတွေကမဖြည့်ရှင်းမဲ့နဲ့တပတ်တူပြေရတော့မှမဟုတ်ဘူးနော်ကျေးဇူးတင်ပါတယ်နော်ရှင်ကကျမတော်တော်တကယ်ကိုစူပါမန်ပါပဲရှင်ကကျမရဲ့တက်ကိုကဲတင်ပေးလိုက်တာပဲကျမကတော့ရှင်နေပါကျမရှိမှဒီလိုမျိုးငတုံးနှစ်ကောင်ကတယောက်ကိုတယောက်ကြည့်နေတာကိုမြင်ရတော့ကျမတော်တော်လေးစိတ်ရှုပ်လာတယ်အဲဒါကြောင့်သူတို့နှစ်ယောက်ကိုတီတန်းထားခဲ့လိုက်ပြီးတော့အိမ်ကိုပြန်လာဖို့ပဲစကားစီပါတယ်ဒါပေမဲ့ဂျီမီနဲ့ရှင်နယ်ကအိမ်ကိုအရှင်ရောက်နေပြီးသားဖြစ်နေပါတယ်ဟမ်ဘာလို့အလောက်တော်မြင်အောင်လို့ဒီကိုရောက်နေရလဲရှင်နယ်ကသူ့ရဲ့လမ်ဘိုဂီနီကြီးနဲ့ငါ့ကိုခေါ်လာပြီးတာလေအပြင်မှာကားရထားတော့ကိုမမြင်ခဲ့ဘူးလားပို့ပြီးတော့အဟုတ်ကောင်းတာကဘာလဲတီလားကျမမိဘတွေကပါအဲ့ဒီကောင်မလေးကိုကြည့်ပြီးတော့တွားကြီးဖြည်းဖြည်းပြုံးနေတာပဲသူ့အဖေကအဖေတို့မျိုးရဲ့အချားသာဆုံးလူပဲလေဟုတ်တယ်တမီးရဲ့အကူနဲ့ရှင်နယ်ကအခုဆိုရင်တွဲနေကြပြီလေကြည့်ပါအောင်အဲ့ဒါကမကောင်းဘူးလားဟမ်တွဲနေကြရဲဟုတ်လားအခုကျမတွေ့ကြတာကိုအဲ့ဒီကောင်မလေးကကျမအကူကိုဘာကြည့်ကြလဲဆိုတာကျမဖြစ်တော့မလည်နိုင်တော့ဘူးလေအဲ့ဒါကြောင့်သူသားမလွတ်တဲ့အချိန်မှာကျမသူ့ရှိကနေပိတ်ရလိုက်ပါတယ်နေပါဦးရှင်နယ်မဟုတ်လား
ဟုတ်ပါတယ်မင်းကဆာရှာလားမင်းရဲ့မိဘတွေကပြောပါတယ်မင်းကအရန်တော်ရတဲ့ဟုတ်တယ်ပြီးတော့ကျမမိသားစုကိုတိတ်ချစ်တာလေကျမအကူကနည်းနည်းတော့တုံးနေဆိုပေမဲ့လည်းသူ့ကိုနာကျင်တာမျိုးတော့ကျမမဖြစ်စေချင်ဘူးအဲ့ဒါကြောင့်မလို့ရှင်ကဘာလို့ကျင်တာလဲဆိုတာကိုကျမပြပြပါလားမင်းပါအောင်ဆိုလိုတာလေငါသူ့ကိုဒီတိုင်းသဘောကျတာလေပြီးတော့ငါအဖေကိုပြောပြီးတော့မင်းရဲ့အကူကိုငါတို့ကြောင်မှပြောင်းတက်ခိုင်းမလို့လေရှင်နဲ့ကအတီးစီးပြောနေရလို့ကျမတကယ်မထင်ထားတာတလားလောက်ကြာပြီးတော့အကူတမ်မီယံကသူ့ကြောင်မှပြောင်းတက်ပါတယ်သူကလည်းတနေ့ကနေ့ပိတ်ရက်တည်ဆိုရင်ကျမတို့အိတ်ကိုအမြဲတမ်းလာပြီးတော့နေ့လက်စားတူတူစားလေးရှိပါတယ်မိဘတွေကလည်းအကူတမ်မီယံကိုပို့ပြီးတော့ခရီးဆက်လာကြပြီးတော့ကျမရဲ့ဖြစ်သူကိုမိလာကြပါတယ်တမ်မီယံတားလေးရဲ့အမေတို့တားအတွက်တိတ်ကိုခေါ်ယူတာပဲနော်တားလေးစီမှာလည်းထူးခြားတဲ့အရာတစ်ခုရှိလိမ့်မယ်ဆိုတာအမေတို့သိနေပြီးသားပါမမေတို့ဖေဖေတို့သမီးလေးနိုင်ငံတကာတင်ချပြိုင်ပွဲအတွက်ရွေးကောက်ကြရတဲ့တိလားဟုတ်လားကောင်းတာပေါ့သမီးလေးရဲ့ပြီးတော့ရှင်နယ်သမီးလေးရဲ့အဖေကိုအန်တီတို့ကကျေးဇူးတင်ကြောင်းပြောပြပါအောင်သမီးလေးကြောင့်လည်းပဲအခုဆိုရင်အန်တီကဖန်မာလဲအလုပ်ကောင်းရသွားပြီလေဒါပေမဲ့မေဘန်နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ပညာရပ်တွေကိုမမေကတင်မတင်ထားတာအင်အားကြီးတဲ့သူတွေကိုယဉ်နေပြီဆိုမှတော့ဘသူကပညာရပ်တွေကိုလိုအပ်နေတယ်လို့လဲသမီးလေးရဲ့ကျမတို့အိမ်ကအခုဆိုရင်တော့အတူရောင်အိမ်ဖြစ်နေပြောင်းလဲတော့မှလားမသိပါဘူးအားလုံးကအခုဆိုရင်ရှန်နဲနဲ့တမီရဲ့အကြောင်းပဲဖြစ်နေကြတာကျမတော့အသားမကျနေပါဘူးကျမစစ်တတန်းအရွယ်ကိုရောက်တော့ရှန်နဲကသူ့ရဲ့မွေးနေ့ပါတီပွဲအတွက်ကျမတို့ကိုအိမ်ကိုဖိတ်ကြားလိုက်ပါတယ်သူ့အမေကကျမတို့ကိုနှွေးထွေးစာနဲ့ကြိုးဆိုပါတယ်ဒါပေမဲ့သူ့ရဲ့အဖေကတော့တစ်ချိန်လုံးဖုန်းမပြောနေတာကျမတို့ရဲ့မိဘတွေကလည်းလူချမ်းသာတွေနဲ့သွားပြီးတော့အလုပ်ရှုံနေတော့ကျမလည်းစိတ်ပြေလက်ပြောက်ဆိုပြီးတော့ဝရဏဘက်ကိုထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာစူပါမန်လိုမျိုးအရက်ရှိရှိနဲ့ချော်ရဲကောင်လေးတယောက်ကျမရဲ့ဘေးနားမှာလာပြီးတော့ရက်နေပါတယ်ကျမတို့ကမြင်ချင်းချင်းမှာအရှမ်းစိတ်လှရှားသွားတာပေါ့ဒီကနေကြည့်ရရှုခင်ကအရှမ်းလာတယ်နော်စကမ်ဆာငါနာမည်ကကလင်တန်လို့ခေါ်ပါတယ်အရှင်တို့ကရှန်နိုရဲ့ပါတီပွဲတွေမှာမင်းမတွေ့ဘူးနော်ကျမသူ့ရဲ့ရင်းနှီးတော့တင်ငယ်ချင်းတော့မဟုတ်ပါဘူးကျမကရှန်နိုချစ်သူရဲ့ညီမပါရှင်ကရောသူနဲ့ပါတော်ရလဲငါလားငါကသူ့ရဲ့ရီစာဟောင်းရဲ့အီစာဟောင်းဟမ်ဒါဆိုရင်ရှင်ကဘာဖြစ်လို့သူ့ပါတီပွဲကိုလာနေတော့လဲသူ့အဖေနဲ့ငါနဲ့ကအဆိုင်ရှိနေကြတာလေသူ့အဖေကငါတို့ညက်ကိုပြန်ပြီးတော့တွဲစီချင်နေတာဘာဒါပေမဲ့အမရှင်တွေကအခုကျမကိုနဲ့ချစ်နေကြတာလေရှင်ရဲ့အဖေကငါနဲ့ငါရဲ့မိသားစုကိုအများကြီးကူညီပေးကြတာအဲ့ဒါကြောင့်သူ့အဖေပြောတဲ့အရာမှန်သမျှကိုငါကအားလုံးလုပ်ပြရတာပဲဒါဆိုကျမအကူနဲ့ရှင်ရဲ့ကိုလမ်းခွဲခိုင်းမယ်ဆိုရင်ရောအမရှင်ရဲ့အဖေကအတိလိုဖြစ်စေချင်နေဆိုရင်ရှင်ကအတိလိုလုပ်မှာလားဒါကတော့ယူမိုက်တယ်နော်သူတို့တူတူရှိခဲ့ကြတာတစ်နှစ်တောင်ရှိနေပြီပြီးတော့သူတို့ကလည်းချစ်နေကြတာကိုအဲ့ဒါကမင်းကြောက်တဲ့ရဲ့အတွေ့အသက်ပါဆာရှာမင်းကဒီမှာဘာဖြစ်လို့ဒီကောင်နဲ့ဘာလာပြောနေရလဲသူကရှင်နဲကိုဆွဲလန်းနေပြီးတော့ငါ့တစ်ချိန်လုံးလမ်းခွဲနေခိုင်းတဲ့အကောင်ရှင်နဲကိုတိတ်ပြီးတော့လှုပ်ချင်နေရလေမင်းကတကယ်ကိုအယူတယောက်ပဲငါမင်းကိုကူညီပေးဖို့ကြိုးစားနေတာအကူတမီယာကဘာမှကိုမပြောဘဲနဲ့ကလစ်တန်ရဲ့မျက်နှာကိုလက်သေးနဲ့ထိုးလိုက်ပါတယ်ကလစ်တန်ကလည်းသူ့ကိုယ်သူကောက်ွက်ပြီးတော့အကိုတမီယာကိုနောက်ကိုတွန်းလိုက်ပါတယ်။အဲ့ဒါကြောင့်အကိုတမီယာလည်းကျမ်းမြင့်ပေါ်ချော်လဲပြီးတော့ထိခိုက်ဒဏ်ရာရသွားတယ်။အကိုတမီယာသူတတိလွတ်သွားပြီးတော့အရေးပေါ်ကခေါ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်။မိဘတွေကအကိုတမီယာကိုအရေးပေါ်ခန်းရှိမှစောင့်နေကြတော့ကျမလည်းရေယူဖို့ဆိုပြီးတော့ထွက်လာပါတယ်။အဲ့ဒီအချိန်မှာရှင်နယ်ကိုကလစ်တန်ဖတ်ထားတာတွေ့လိုက်ရပါတယ်။နေရဖောက်ပြနေရပဲမွေးဟောက်မှာငါတို့ကိုလိမ့်နေငါအကိုကဒဏ်ရာရပြီးတော့ဆေးရုံမှာတင်မတက်ဖြစ်နေတဲ့အချိန်နင်ကလာပြီးတော့ရီစာဟောင်းနဲ့ဖတ်နေတယ်ပေါ့နင်ကဒါရီလာပြောလို့မရအောင်တော့ဆာရှာအဲ့ဒါဆိုရင်လေနင်ရဲ့မျက်နှာဖုံးကိုခွာချလိုက်လေဆာရှာသမီးကဘာဖြစ်လို့အတူလိုစကလုံးတွေပြောနေရတာလဲဘာလို့လဲဆိုတော့အမေရဲ့တာကဒီလိုဆေးရုံပေါ်ရောက်နေရတာကအဲ့ဒီမင်္ဂလိချာဆိုတာအမေသိရလားပြီးတော့ရုတ်တရက်ရှင်နဲ့ပတ်ထားတဲ့ကျမအဖွားရလက်ဆွဲကိုတွေ့လိုက်ရပါတယ်နေပါဦးအဲ့ဒီလက်ဆွဲကအရှင်းလက်ပင်ထဲမှာဘာလို့ရောက်နေရလဲဒါကမင်းငါကိုလက်ဆောင်ပေးထားတာပါမမေဘာဖြစ်လို့အတိလက်ဆောင်ကိုသူ့ကိုပေးလိုက်ရတာလဲအဲ့ဒီလက်ဆွဲကသမီးပိုင်ဆိုပြီးတော့မေပဲပြောကြတာမဟုတ်ဘူးလားဆာရှာစိတ်ကိုအေးထားစမ်းပါရှင်နဲ့ကအမေတို့မိသားစုပေါ်ကိုအများကြီးကူညီပေးထားတယ်သမီးကတော့မှသူ့ကိုပြန်ပြီးတော့ကျေးဇူးတင်ရမှာနော်ရှင်နဲ့ကအမေတို့ကိုလက်စားနေရသိရလားသူကအမေတို့ထင်တယ်လို့ပေါ်စားဟုတ်မနေဘူးမနာလို့ဖြစ်နေရတဲ့တော်လက်တော့သမီးအရှာအလောက်ကသမီးကိစ္စဟုတ်မနေဘူးဆာရှာအဖေရဲ့ပြောစကားအောင်မှကျမစိတ်လွတ်သွားပြီးတော့ရှင်ရဲရဲ့လေပင်တွေကလည်းဆွဲကိုကျမဆွဲယူပြီးတော့ဖျက်လိုက်ပါတယ်ကျမရဲ့မျက်မိသားစုတွေဘာမှကိုမပြောနိုင်ခင်မှာကျမလည်းအဲ့ဒီနေရာကလှည့်ထွက်လာလိုက်ပါတယ်အခုတမီယာနူလာတော့ကိုတီးရတော့ကျမတို့စီကိုသွားတယ်သူ့ကိုကြည့်ရတော့အချင်းကြီးတော့မဟန်ပါဘူး
အခုထိုင်ရတဲ့အများကြီးရထားရနော်မမို့ဒီလေးချနေရပဲချစ်ပါအောင်ပိန်သားလိုက်တာဒါပေမဲ့အခုနိုးလာတဲ့အတွက်ညီမလေးဝမ်းသာပါတယ်ဟဟရှင်နေပါမလဲနားထောင်အကိုညီမလေးပြောစရာတခုရှိတယ်ကျမဒီမှာရောက်လာပပီတင်မီယန်ရှင်လည်းအရန်လက်တော့မပဲအချစ်ရဲ့အကိုတမီရဲ့သူပြောတာတွေအားလုံးကိုမယုံနဲ့နော်ညီမလေးအရှင်ပြပြမယ်အဲ့ဒါကိုအရှင်နားထောင်ပဲဆာရှာကိုလို့ကပဲသွားလို့ပါဟုတ်ပြီလားရှင်နဲ့ကအကိုထက်ပေါ်လုံးအတွက်အချစ်ပဲအဲ့ဒါကြောင့်ညီမလေးဒီကနေထွက်သွားလိုက်တော့နော်ကျမမိသားစုကိုဒီလိုအတင်းလိုက်ချင်းပြနေတာကကျမတို့အချိန်ကုန်တဲ့အရာစတော်ကိုနားလည်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ကျမတို့ကိုလိုက်ပြောနေရတွေကိုရှောက်လိုက်ပြီးတော့ကိုလို့ကိုပဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တပတ်လောက်ကြာပြီးတဲ့နောက်မှာတော့ရှာအလုံးကပြိုလဲဖို့ဖြစ်လာခဲ့တာပေါ့အခုတမီရကစိတ်တက်ကြပြီးတော့အိမ်ကိုပြန်လာခဲ့တယ်ရှင်နဲ့ကသူ့ကိုလမ်းခွဲလိုက်လို့ရက်ဘာအကြောင်းပြချက်မှလည်းမပေးသွားဘူးမေလည်းပြန်လာပြီးတော့သူ့ရဲ့လုပ်ကိုလည်းဆုံးရှုံးလိုက်ရတယ်လို့ပြောပါတယ်ငါမင်းပြောတော့ကိုနားထောင်ခဲ့တဲ့ဆာရှာရှင်နဲ့ကငါ့ကိုကစားလို့ဝတ်သွားပြီးတော့အရုပ်တုလို့ပြစ်ထားခဲ့တာပဲအခုတော့အခုမှဘာမှမကြံတော့ဘူးလေဒါပေမဲ့အခုကဘာမှမဟုတ်တော့သူမှမဟုတ်တာဟုတ်ပါတယ်အခုကအတိလိုလူပါညီမလေးရဲ့ဘေးနားမှာနေပြီးတော့ဆေးပြက်စရာကောင်းတာတွေပဲလုပ်ခဲ့မိတော့အခုကရှင်နဲ့ကိုထိတ်ခဲ့ပြီးတော့မှဒီဘရိုက်ကအကုတ်ကိုတတိထားမိလာတာအခုကလည်းအဲ့ဒီရှာနဲ့ထိုက်တယ်နဲ့ဆိုပြီးတော့အကုတ်ကိုထင်းခဲ့မိတယ်မှန်ပါတယ်ကျမကိုယ်တိုင်ကလည်းမိဘတွေရဲ့အာရုံစိုက်မှုကိုပြောရှင်းခဲ့ပြီးတော့အကုတ်တော့ကိုမကြည့်ခဲ့ဘူးလေအဲ့ဒါကြောင့်ပထမဆုံးအနေနဲ့မှကျမအကုတ်ကိုဖတ်လိုက်ပါတယ်ပြီးတော့ရုတ်တရက်အဖေကလည်းဒေါသတွေထပ်ပြီးတော့ကျမတို့ရှိမှပေါ်လာတယ်ရှန်နဲ့ကအဖေတို့ထင်ထားတဲ့ထက်ပိုရက်ဆက်ပြီးတော့သစ္စာဖောက်တဲ့သူမျိုးပဲအဖေအခန်းထဲကနေပြီးတော့သူဆောက်ရွက်စာရဲတွေကိုခိုးသွားတယ်အဲ့ဒီဆောက်ရွက်စာရဲတွေအားလုံးကအဖေတို့အနီးနားချင်းတွေကအိမ်တွေကိုတရားမဝင်ဆောက်ထားခဲ့ရဆိုတော့အထာထားတွေအားလုံးရဲ့တက်တည်ပဲအခုတော့သူ့အဖေကအဲ့ဒီဆောက်ရွက်တွေကိုရောက်သွားပြီးတော့အဖေတို့အိမ်တွေကိုဖျက်ဆီးပြီးတော့စိတ်ယုံနေဆောက်ဖို့တာသူကစီစဉ်တော့မှာဒါလီအဲ့ဒါကြောင့်ပဲသူကဒါလေးကိုအသုံးချပြီးတော့တွဲနေကြတာအခုတော့အဖေတို့အိမ်ကိုလည်းဆုံးရှုံးရတော့မယ်အဖေအလုပ်ကိုလည်းဆုံးရှုံးလိုက်ရပြီရှင်နဲ့ကအလေးလောက်ထိလဲစားလိုက်မလို့ကျမတကယ်ပဲမထင်ထားတာကျမတခုခုတော့လုံးမရပါလိမ့်မယ်ဘာလို့မလဲဆိုပြီးတော့ကော်ဖီဆိုင်လေးတစ်ခုမှကျမအကြံထုတ်နေတော့ကလစ်တက်ကိုအဲ့ဒီဆိုင်မှာတွေ့လိုက်ရပါတယ်သူ့ကိုကြည့်ရတာတောက်တဲ့နေရာမှာထိုင်ပြီးတော့အရှမ်းလက်ဝမ်းနေပါတယ်ရှင်းကြည့်ရတာဘာဖြစ်လို့ငိုနေတဲ့ပုံပေါက်နေရလဲရှင်ကရှင်နဲ့ပြန်ပြီးတော့အဆင်ပြေသွားတာမဟုတ်ဘူးလားမဟုတ်ပါဘူးအဲ့ဒီနေ့ကငါသူ့ဖက်ခဲ့ရစတာကလည်းသူမင်းကိုနဲ့ပတ်သက်ပြီးတော့ဝမ်းနေနေတာတွေ့လို့ငါသူ့နှိမ့်သိပ်ပြီးနေရပါနေပါအောင်အသေးခွဲခဲ့တာကသူ့ပဲလေမဟုတ်ဘူးလားဘာဖြစ်လို့သူကဝမ်းနေနေရလဲကျမအကူကိုတော့မှသူကအတုံးချခဲ့သေးတာမင်းကဘာမှမသိသေးပါဘူးဒါရီအားလုံးကသူ့ရဲ့အဖေချောင်းပဲပြီးတော့ငါကိုယ်တိုင်ကလည်းရှင်နေနဲ့ပြန်ပြီးတော့ပတ်သက်ချင်လို့သူ့ကိုပြောထားပြီးသားငါသူ့မချစ်ဘူးလို့ပြောလိုက်တော့သူတို့ကုမ္ပဏီကနေပြီးတော့ငါ့ကိုအလုပ်ထုတ်လိုက်ကြတယ်လေကျမကြားရတာစိတ်မကောင်းပါဘူးဒါပေမဲ့အခုတော့ကျမအင်းနာချင်းတွေကိုဘလို့ကဲတရားမလဲဆိုပြီးတော့စဉ်းစားနေရလေဘာလို့ဆိုတော့ရှင်နေရဲ့အဖေကကျမတို့အိမ်တွေကိုမကြခင်မှာဘူရိုစာနဲ့လာပြီးတော့ထိုးတော့မှာမင်းကသူ့တားနိုင်နေဆိုတာငါသိပါတယ်ကျမကရောရှစ်ကိုယုံကြည်နေမလို့ထင်လို့လားဒါပေမဲ့ရှင်ပြောတော့နားထောင်ပေးမယ်ပြောကြည့်လေရှင်နေရဲ့အဖေကကျမတို့စီကရထားတဲ့စာရွက်စာတမ်းတွေကိုသူ့အိမ်ကမိကတက်တာရဲထည့်ထားတယ်လို့ပြောပါတယ်ပြီးတော့အဲ့ဒီထဲမှာကတခြားသူတွေရဲ့အိုးအိမ်တွေကိုလူဖို့အတွက်လိန်ညာထားတဲ့သူ့ရဲ့စာရွက်စာတမ်းတွေအချို့လည်းရှိနေပါတယ်သူတို့အိမ်ထဲကရုံးကကိုဝင်ဖို့အတွက်ဝင်ခွက်ကပြကအခုဒီငါမှရှိနေစေပဲပြီးတော့သူတို့မိသားစုကစနေနေ့မနက်တွေဆိုလို့ရှိရင်တမိသားစုလုံးကကောက်သွားရိုက်ကြတယ်အဲ့ဒီအချိန်ကိုစပြီးတော့ငါတို့အိမ်ထဲကိုဝင်ရမယ်ငါတို့သူ့ကိုဖော်ထုတ်နိုင်မယ်ဆိုရင်တော့သူအားလုံးပျက်စီးတော့မှာပဲသူ့ရဲ့အစီအစဉ်တစ်ခုလုံးကိုကြားလိုက်ရပြီးတော့ကျမစိတ်လှုပ်ရှားနေခဲ့ပါတယ်ဒါပေမဲ့လူတွေအများကြီးရဲ့အိုးအိမ်စီစဉ်တွေပျက်စီးတော့မှာဆိုတော့ကျမရင်ဆိုင်ဖို့တော့လိုအပ်တယ်လေအဲ့ဒီနေ့ကိုရောက်လာတော့ကျမတို့သူ့အိမ်တွေကိုဝင်နိုင်ခဲ့ပြီးတော့မိကတတာတွေကစာရွက်စာတမ်းတွေကိုလည်းယူနိုင်ခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ရှင်နယ်ကအခန်းထဲကိုဝင်လာတယ်ဒီမှာဘာလုပ်နေရလဲရှင်နယ်ငါရဲခေါ်တင်နေထင်တာပဲနော်ကျမအသွေးသားတဲ့အထိကိုအရှမ်းလွန်သွားပါတယ်ဒါပေမဲ့ငါမလုပ်ပါဘူးငါအဖေကသူ့ရဲ့စီးပွားရေးအတွက်တစ်ချိန်လုံးငါ့ကိုလှည့်စားပြီးတော့အသုံးချနေရလေငါဒါတွေကိုလည်းညှင်းငွေ့နေပြီငါကိုယ်တိုင်လည်းတခြားသူတွေရဲ့အိုးရဲ့စီးစိမ်တွေပျက်စီးဆုံးရှုံးမအောင်မလုပ်ချင်ပါဘူးအဲ့ဒါကြောင့်နေအခုပဲသွားပြီးတော့နေရဲ့အင်ဂျင်နာချင်းတွေကိုကဲတင်လိုက်ပါကျမတို့ဖတ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်နော်ပြီးတော့တောင်းမပါတယ်ရှားပါတယ်နေ့မှာစိတ်ဆိုးပန်ကိုရောလုတ်ပန်ကိုရောအားလုံးရှိပါတယ်ဒါပေမဲ့နေုံကြည့်ပေးရမယ့်တခုရတော့အရှာကတော့ငါနင့်ကိုတကယ်ချစ်တာပါနော်ညညလာဆာရှာငါတို့တော့ရတော့မယ်သူတို့မကြခင်ချိန်တွင်းမှာရှော့လာနိုင်တယ်ကျမတို့ရခဲ့တဲ့ဆော်ရဲဆရာအနေနဲ့တတိတွေအားလုံးကိုအသုံးချပြီးတော့ရှင်တွေအများကြီးကိုငှားလိုက်ပြီးတော့ရှင်နိုင်ရအဖေကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်ခဲ့ပါတယ်
သူ့ရဲ့မတရားမှုနဲ့စီးပွားရေးအလုံးကလည်းပိတ်ဆို့ခံလိုက်ရပါတယ်ပြီးတော့အခုဆိုကျမတို့အိနီနာချင်းတွေအလုံးကလည်းအနေကင်းသွားကြပြီပေါ့တမီးလေးလုံးနိုင်ခဲ့ပြီဆာရှာအဖေတို့အရန်ကိုခုံယူတာပဲတကယ်တော့တမီးတော်တယ်လို့တော့မဟုတ်ပါဘူးကလင်တင်ကတမီးကိုကူညီပေးကြတယ်လေပြီးတော့အမရှန်နေရောပဲနှစ်ယောက်သားအိမ်ထဲကိုဝင်လာတော့အကိုတဲမီယာကရမ်းစိတ်ဆိုးသွားပါတယ်ဘာညီမလေးကအဲ့နှစ်ယောက်နဲ့တွားပြီးတော့ဘာရီရှော့လာကြရလဲအထူးသဖြင့်သူဘာရီလောက်ခဲ့လဲဆိုတာကိုညီမလေးသိနေသားရနေလေအကုတ်ကိုသူကနာကျင်စီခဲ့တဲ့ဆိုတာကသူ့အဖေချောင်းမှာအကိုအဲ့ဒါကြောင့်အကိုသူ့ကိုခွင့်လွှတ်ပြီးတော့အခွင့်အရေးလေးတစ်ခုတော့ပေးတင်ပါတယ်ဟုတ်တယ်လေအဲ့ဒါကြောင့်မှငါလည်းမင်းကိုအမြဲတမ်းရှန်နယ်နဲ့လမ်းခွဲဖို့အတွက်ပြောခဲ့တာပေါ့ဂျာရီအားလုံးကသူ့အဖေရဲ့အကြံစီကနေပြီးတော့မင်းကိုကောက်ွယ်ဖို့အတွက်ပြောပြီးနေကြတာဘာလို့ဆိုတော့မင်းကလူကောက်တယောက်ဖြစ်လို့ပါထမ်းမိရဲ့ပြီးတော့မင်းညီမလေးပြောတာကိုလည်းနားထောင်တင်တယ်သူကထက်မြက်ပြီးတော့အတန်မားရဲ့မင်းကလေးတယောက်ပါကလန်တန်ရဲ့ခြေစမှုကြောင့်ကျမအရင်ကိုကျင်းနေသွားပါတယ်သူကြည့်တဲ့အကြည့်တွေကကျမကိုရှင်ထဲမှာလေးပြားရပြန်တန်းစီတယ်လေဂျမ်မီယန်နဲ့ပတ်သက်ပြီးတော့အမေမသိဘူးအမေကတော့သူ့ဘယ်တော့မှခွင့်လို့မဟုတ်ဘူးဖေဖေနဲ့မမေဒီကိစ္စမှာလည်းဖေဖေနဲ့မမေကအပြစ်ကင်းနေချတဲ့သူတွေမှမဟုတ်တာအကိုဂျမ်မီယန်ကချမ်းသာတဲ့ကောင်မလေးခေါ်လာတဲ့အချိန်ကြတော့မှပဲသူ့အာယုံဆိုင်ကြပြီးတော့ပုံမှန်ဆိုရင်အကုတ်ကိုရှိရလို့တော့မှအမေတို့ဖေတို့ကထင်ကြလို့လားပြီးတော့အမရှင်နေပေးခဲ့တဲ့ရှားတွေအကုန်လုံးကိုလည်းလက်ခံခဲ့တာပဲလေအဖေနဲ့မေကဒါမျိုးတွေနဲ့မထိုက်တန်ဘူးဆိုတာသိကြရမလားအဲ့ဒါကြောင့်အားလုံးကိုခွင့်လွှတ်လိုက်ပြီးတော့အစားကနေပြန်ဆိုင်ရင်ဘလို့လဲအကိုတမ်မီယန်နဲ့အမရှင်နယ်ကိုနှစ်ယောက်ထဲအေးစစ်စကားပြောခိုင်းခဲ့ပါတယ်သူတို့နှစ်ယောက်ပြန်ပြီးတော့ပြည်လဲသွားလိမ့်မယ်လို့ကျွန်မသိချသိနေပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ကတယောက်ကိုတယောက်အမှန်တကယ်ချစ်တာပဲလေကာရနီယာအတွင်းကြီးနဲ့လုံနိုင်ကြရမလားဟုတ်တယ်လို့ပြောလို့ရပါတယ်မကြာခဏဆိုသလိုငါတို့လည်းအတွင်းကြီးတင်နေမလားကောင်းပြီလေနောက်တစ်ခါကျမတို့အိမ်နီးနားချင်းတွေဒုက္ခရောက်သွားလို့ကဲတရားမဲ့အချိန်လိုအပ်လာရင်လည်းရှင့်ကိုဆက်သွင်းလိုက်ပါမယ်ဒါမှမဟုတ်ငါဘာပြောချင်နေဆိုတာကိုမင်းကနားလိုက်ပြီးတော့ငါနဲ့အတူအပြင်ရှောင်းလိုက်ပေးမယ်ဆိုရင်ဘယ်လိုလဲဒါကကျမတို့ပထမဆုံးအချိန်ဆိုတာရှင်းသိပါရဲ့နော်ဒါပေါ့ဘာလို့မရရမှာလဲဇလန်လေးကတော့ဒီလောက်ပါပဲနော်နောက်နေ့မှလည်းဒီလိုချိန်မှာပြိတ္တလူတွေနဲ့အတူပြန်လဲဆုံတွေ့ချင်ပါသေးတယ်တာယာအေဂျင့်တဲ့နေရာတွေကိုပိုင်ဆိုင်နေချပါစီနော်